ဘောလုံးဝါသနာရှင်အကိုတို့တငယ်ချင်းတို့အားလုံးမှတ်လာပါဗျကမ္ဘာဖလားအုပ်စုအဆင့်တွေပြီးလို့အခုဆိုရင်အမှားမခံတော့တဲ့ရှုံးထွက်30နှစ်တင်းအဆင့်ပွဲစဉ်တွေရောက်ရှိလို့လာခဲ့ပါပြီဒီညမှာတော့တကယ့်ကိုအကျိတ်အနေရှိပြီးလူစိတ်ဝင်စားမှုအများဆုံးဖြစ်မဲ့ဘရာဇီးဂျာမနီနဲ့နယ်သာလန်တို့ရဲ့ပွဲစဉ်3ပွဲလုံးကို6ပေါ်6အောက်အခြေအနေတွေအလားအလာတွေနဲ့အတူဘယ်လောက်ထိယုံကြည်ချက်ရှိလဲဆိုတဲ့ကျေပွင့်အဆင့်တက်မှတ်ချက်တွေနဲ့ပါအသေးစိတ်သုံးသပ်ပေးသွားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြအောင်နော်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ကမ္ဘာဖလားရှုံးထွက်အဆင့်မှာထိပ်တိုက်တွေ့ဆုံနေတဲ့စံပါဘရင်ဘရာဇီးနဲ့အာရှရဲ့ဂုဏ်ဆောင်ဆာမူရိုင်းဂျပန်တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အားကျအရဘရာဇီးက1.845နဲ့အလေးတာနေပေမဲ့ဂျပန်ကလည်းနီးစနစ်ကြကြနဲ့ကစားကွက်တိဆောက်ပုံအလွန်ကောင်းမွန်တဲ့အသင်းပါဘရာဇီးရဲ့တကူတော်စွမ်းရည်ထက်မြက်တဲ့တိုက်စစ်ကဂျပန်ခံစစ်ကိုမှွေနှောက်ဖို့ကြိုးစားမှာဖြစ်တယ်လို့ဂျပန်ကလည်းစနစ်ကျတဲ့ကစားကွက်နဲ့တံပြန်တိုက်စစ်ဆင်လာပါလိမ့်မယ်ရှုံးထွက်ပွဲစဉ်ဖြစ်လို့နှစ်သင်းလုံးသတိကြီးထားကစားကြမှာမို့မိနစ်60အတွင်းဂိုးတိတ်မထွက်ပဲပွဲအေးသွားနိုင်လို့ဂိုးအောက်အန်ဒိုနစ်1.5ကိုပဲညွှန်ပြခြင်းပြီးမိနစ်60အတွင်းဘရာဇီးက2-1လောက်နဲ့ပဲကတ်နိုင်သွားဖို့ရှိပါတယ်ဒုတိယပွဲကတော့ဥရောပအင်အားကြီးဂျာမနီနဲ့တောင်အမေရိကရဲ့မာကျောတဲ့ပါရာဂွေးတို့ပွဲဖြစ်ပြီးကာဂျအရဂျာမနီက406နဲ့အပြတ်တက်တာလွန်နေတာတွေ့ရမှာပါဂျာမနီဆက်အဖွဲ့ရဲ့စနစ်ကျတဲ့ကစားကွက်နဲ့တိုက်စစ်အရှိန်ကပါရာဂွေးထက်အများကြီးတာလွန်ပါတယ်ပါရာဂွေးဘက်ကခက်ခန့်စစ်ကိုကြစ်လစ်ပိတ်ဆို့ပြီးတုံ့ပြန်ဖို့ကြိုးစားမှာဖြစ်ပေမဲ့ဂျာမနီရဲ့ဖိအားပေးမှုကိုတားဆီးဖို့ခက်ခဲပါလိမ့်မယ်ဒါကြောင့်ဒီပွဲကဂျာမနီအနိုင်နဲ့အတူ6ပေါ်2.5ဖြစ်ဖို့တေချာတလောက်ရှိပြီးခံမှန်းရလက်ကတော့ဂျာမနီက3-C ဒါမှမဟုတ်3-1လောက်နဲ့ဂိုးပြတ်နိုင်သွားဖို့များပါတယ်တတိယပွဲစဉ်ကတော့ဥရောပရဲ့လိမ္မော်ရောင်နယ်သာလန်နဲ့အာဖရိကရဲ့ချင်းသစ်ကြီးများမော်ရိုကိုတို့ရဲ့အကျိတ်အနေရှိမဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အကြည့်ရင်နယ်သာလန်က2.344နဲ့မော်ရိုကို3.555ဆိုတော့တော်တော်လေးကတ်နေပြီးတရေကကြီးက3.25ဖြစ်နေတာပါနှစ်သင်းလုံးရဲ့ခြေစွမ်းကတိတ်မကွာခြားပဲအကျိတ်အနေရှိလာတာကိုပြနေတာပါနယ်သာလန်ရဲ့ကစားကွက်တည်ငြိမ်မှုနဲ့မော်ရိုကိုရဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုပိုင်းအပြိုင်ကြမဲ့ပွဲမျိုးဖြစ်ပြီးဂိုးတိတ်မထွက်ပဲမိနစ်60အတွင်းပိတ်ဆို့သွားနိုင်ပါတယ်ဒါကြောင့်ဂိုးအောက်အန်ဒိုနစ်1.5ကိုပဲရွေးချယ်ခြင်းပြီးခံမှန်းရလက်အနေနဲ့1တရီဒါမှမဟုတ်နယ်သာလန်က1 C နဲ့ကတ်နိုင်သွားဖို့ရှိပါတယ်ဗျာကဲအကူတို့တငယ်ချင်းတို့ရောဒီညရဲ့ကမ္ဘာဖလားရှုံးထွက်ပွဲစဉ်ကြီးတွေကဘယ်အသင်းတွေနောက်တစ်ဆင့်တက်သွားမလဲထင်လဲမိမိတို့ရဲ့ထင်မြင်ချက်တွေကိုအောက်က comment မှာဝင်ရောက်ဆွေးနွေးသွားကြအောင်နော်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နောက်ထပ်ပွဲကောင်းတွေမှာပြန်တွေ့ကြမယ်အားလုံးပဲကံကောင်းကြပါစေ